ဘေဂာနီးရဲ့နောက်ဆုံးစိတ်အတွေးနဲ့အမှန်နဲ့လူကြမှာအတွေးကနိုင်လို့ရင်တွေးတဲ့အတိုင်းသူဘာမဟုတ်တဲ့ဟိုကြိုက်တာနဲ့တွေးရင်ပြိတ္တာမာကြီးတွေပြိတ္တာအထီးကြီးတွေဖြစ်မှာဟင်ပြိတ္တာဆိုတာပါဠိလိုပြောကြတော့ပါပိတခေါ်တာပြီးတဲ့နောက်လေဒီယုတ်ဒီအတိုင်းပဲဟဲ့ဒီယုတ်ဒီဟာတွေတိုက်ဒီဟိုစားတွေနဲ့ပဲအဲ့ဒါနဲ့ပဲဟိုဒီနာရောင်လေနဲ့နေရတာအဲ့ဒါကိုပိတလို့ခေါ်တာအင်းဟိုပါပေါ့ဟိုဘဝကသာချသွားတယ်ဟိုပါပေါ့လူယုံမပြောက်ဘူးအဲ့ဒါပိတဘဝတော့ချသွားတယ်လေလူယုံတော့မပြောက်ဘူးအဲ့ဒီမှာနာစောကြီးဝန်သားစရာပြောလိုက်ဦးမယ်ကိုယူဝါကိုအိမ်ကိုတနေ့မှ3ချိန်ပဲဝင်ခွင့်ရတယ်ဝမ်းသာစရာလားဖေလားပါတယ်ဝမ်းသာစရာအဲ့ဒါလားဖေအေးအဲ့ဒါဆဲ30လားမနဲ့နေထွက်ဆဲနေမွန်းတဲ့ဆဲညနေအဲ့ဒီဆဲ30ပဲဝင်ခွင့်ရတယ်ကိုအိမ်ကိုချမ်းပြီးတော့ကိုယူဝါအိမ်မှာလည်းအိမ်ဆောင်နာရှိတယ်ခြံမှာခြံဆောင်နာရှိတယ်လမ်းမှာလမ်းဆောင်နာရှိတယ်ရွာဆောင်နာရှိတယ်အဲ့ဒါတွေကစောင့်ကြနေတာအဲ့ဒီမှာဘောဝကနေပြီးတော့ဝင်ပြီးကိုအိမ်သွားတယ်ကိုသားလေးဒါတော့ငါသားလေးဒါတော့ငါသမီးလေးပဲနေညနေနေကြည်လို့မှအာမရသေးဘူးအချိန်ငါသိဘူးအဲ့တော့အိမ်ဆောင်နာကထွဲနင်ထုတ်မှာမသွားခြင်းနဲ့ပြီးတော့ကိုအိမ်များဟိုစားစရာလေးပေးလူပေးညာဆိုကိုအိမ်နာကကိုကအင်ရှင်ကပြောတယ်ညနေထမင်းလုံးလေးအပြင်မပက်နဲ့တော့ပါသေးလားကြားဖို့သလားထမင်းဟိုတစီတို့ဘာတို့ကဟိုဘသူကမှကျွေးမဲ့လူမရှိရင်ထမင်းလုံးလေးယူသွားတာဒါလေးထမင်းလုံးတောင်မရှိရင်နှာချီစားရတာတဲ့ဘယ်တော့ပြောစီရကောင်းပါဗျာဘယ်လေတော့ဖြစ်ချင်းမဖြစ်ချင်းဘောဝန်သားစရာပြောတာလေမဝန်တာပါဗျာဟုတ်ကဲ့အဲ့ဒါပိတာခေါ်တာအဲ့တော့အိမ်လေကိုအိမ်လေးမှုကိုသားသမီးလေးမှုသွားတယ်ဟိုအိမ်ဆောင်နာကအချိန်ကြထွဲလမ်းဆောင်နာကထွဲရွာတဲ့ဘီဒီလီဒီလုံနေတဲ့ရွာဆောင်နာကထွဲအကုန်နင်းထုတ်တာတစ်ပင်တပင်ဆိုရင်အဲ့ဒီတဆွေတွေကိုတွဲလို့လောင်းလို့တယ်ဗျတခါတည်းကိုတို့ဟိုနေစရာမရှိတော့တစ်ပင်လေးဟိုသူခိုးနေငါခိုးနေတာတဲ့ဗျအဲ့ဒီချိန်ကြီးများလေတိုက်ပြီးဒီကိုင်းများကြိုးကြဘယ်လိုနေမလဲလားပုံပြောက်ပြီးဆိုအဲ့လိုနေရတာတဲ့ဗျတခါတည်းရွာပေါဝါကနေပြီးတော့ကြည်နေရတဲ့ကိုသားလေးလာချင်းကိုသမီးလေးထွက်လာချင်းငါကြည့်နေရတာတဲ့ဗျဝန်သားမနော်ပြောမှာနော်ဘယ်တော့ပြောလိုက်မလဲလားပြောတခါလေသားလေးသမီးတွေကအပြင်ထွက်လာအဲ့ဒါလေးငါသားလေးငါသမီးလေးနဲ့လဲရတာတဲ့ဗျဝင်ငါနီးကြတော့ကမှာဆိုလို့ထမင်းခါခဲ့သေးတယ်ပစိုးခါခဲ့သေးတယ်ဒီလားရှိတယ်လားဒီခေါ်ကလိုက်မယ်သားလေးငါသားလေးကလိုက်မယ်ငါသမီးလေးကလိုက်မယ်ဟိုကပြီးတော့သားလေးကသေးတာဆက်ခွေးလေးထွေးခဲ့သေးတယ်တင်ပါဗျာဖြစ်ချင်လားနာစောရဲ့လို့ပလာနာစောရဲ့ကျိုးစားနေပါပဲဒီကနီးရဲ့နောက်ဆုံးစိတ်ပဲဒီကြိုက်စိမ့်နေပြီးရင်အဲ့ဒီတိုင်းသွားမှာဘာကြိုက်ရှင်လားကြိုက်ရမှာတော့ပြီးတာပဲလေမကြိုက်တော့ပါဘူးမကြိုက်မကြိုက်ရင်ဘယ်လိုလုပ်မှာတော့ပိတ်တာမဖြစ်အောင်လုပ်ပေါ့တတိလေးဆွဲတာပါဘာမှပြိတာမဖြစ်အောင်ဒီကနီးရဲ့နောက်ဆုံးစရာခင်ဗျားတို့ဟိုအတန်းကြောင်းပြောရင်လိုင်းခွဲမှာပဲလေဒီဘာသာခွဲတာအဲ့ဒီဆယ်ရန်ကနေခွဲတာမဟုတ်ဘူးလားသူကတော့ဘာဗီဒသူကတော့ညာဗီဒနဲ့လေ
ဒီကနေ့ရဲ့နောက်ဆုံးစီကအဲ့ဒါဘဝခွဲလမ်းခွဲပဲဟင် ဒီမှာဗျာ ဒီကနေ့ဘသူတော့မကြည်နာဘူးဘယ်ဟွာတော့မကြည်နာဘူးဘသူတော့ငါကြမ်းမှရင်ဘက်နဲ့ကြီးညနဲ့ကြီးနဲ့အဲ့ဒါနဲ့သိရင်ငရဲသွားမှာဟင်ငရဲသွားမှာပါဠိလိုအပါယဗမာလိုအပနဲ့အယနဲ့သူတို့နှစ်ခုခွဲပြီးတော့အယချမ်းသာတာအပလုံးဝမရှိတာချမ်းသာရင်လုံးဝမရှိတာကိုအပအယအဲ့ဒါကိုအပါယလို့သုံးတာအဲ့ဒီကနေခုအပေဆိုဖြစ်လာတာ တင်ပါ ဟုတ်နော်အပအယကိုဟိုနာမစကားပြည့်တဲ့ကြတော့အပေဖြစ်သွားတာပေါ့အပအယချမ်းသာခြင်းအပလုံးဝမရှိတာဖြစ်ခြင်းလား မဖြစ်ချင်ပါဗျာ လောဘလားကွာ လွတ်အောင်လုပ်နေပါ ဒီကနေ့ရဲ့နောက်ဆုံးစိတ်လူကြမှာပဲလေအဲ့တော့ဒီကနေ့ကိုတို့ကစိတ်ကိုတတိလေးအဖို့ထည့်ပေးဖို့အရေးကြီးဆုံးပဲအဲ့လိုဖို့ထည့်မပေးလို့ကြိုက်စိမ့်တဲ့သိရင်တို့ခုနကပြောတဲ့ပြိတ္တာရဲ့မကြိုက်စိမ့်တဲ့သိရင်ငရဲဟဲ့ပြီးတော့တို့ဆွဲနေတဲ့ရှာနေမှာရှာနေမို့လာဦးဒီမှာတော့ဒါကကြက်ဒါကဝက်ဒါကဘေးဒါကငါဒါကနွားနဲ့ကိုစားဘူးတာကိုသုံးဘူးတာဒီဆွဲနေတာကောမရှိနိုင်ဘူးလား ရှိပါလားဗျာ ရှိတာပဲအဲ့ဒီအဆွဲတိုင်းသိရင်ကျဲဆွဲကျက်သေးဝက်ဆွဲဝက်သေးတို့ဇင်းကြိုက်တောင်နေတော့ငါအဲ့ဒီနာရှိတဲ့ပန်းကုန်းတကြီးဆိုတာသူတို့ရွာသူရွာသားတွေကငါးတွေဖမ်းလာပြီးဟိုတို့ဘာခေါ်ပဟက်ခေါ်လိုက်အဲ့ဒီကနေထိုးပြီးအတွဲလိုက်ကြီးလူရင်တကြီးနဲ့သွားတွေ့ကြီးသားနင်တို့ဖေတွေနင်တို့အမေတွေကိုဒီလိုလုပ်ရသလားတကြီးကအဲ့လိုဆုံးมาပြီးသွားလို့အဲ့ဒါလှော်ရတာတဲ့ဗျာအဲ့ဒါတို့ဖေမတော်ခဲ့ဘူးလို့ပြောဘူးလို့ပြောနိုင်လို့လား ပြောနေပါဗျာ အမေလဲတော်ချင်းတော်မှာအဖေလဲတော်ချင်းတော်မှာအဲ့ဒါကြောင့်ပန်းကုန်းတကြီးကအဲ့ဒါများတွေ့လို့ရှိရင်သွားလို့နင်တို့ကိုဖေကိုအမေဒီလိုလုပ်ရသလားဆိုအခုတို့ကကျဲဆွဲကြီးနဲ့စားတယ်အဲ့ဒါကိုဖေတွေဖြစ်ချင်းဖြစ်နေဝတ်သားကြိုက်သူကဒီပါသေးလားဟဲ့မင်းကြီးနင်ဘာကြိုက်တော့ကြိုက်ပါတယ်ဗျာဒါနင်ဝတ်မကြီးဖြစ်မှာနော်မကြိုက်တော့ဘူးဗျာနင်ဘာသာနဲ့မရပါလားဟာနောက်ဆုံးမကြိုက်တော့ပါဗျာ 哦妈，我不嘞，都你弄伢家不么啦？培养我，我个第五那个顶块钱咯，俺没有到呢。都培养大的米嘛的米啊，大路拍啥样没？当俺们啥不？这个培养个，大路哦，当俺路人来啥不是？ဒီရွယ်လူချင်းလဲစားပါစေနှစ်ခွာကြည့်တယ်ပဲပြီးတော့ဖယားသားသမီးမှန်သမျှမြို့ပေါ်ရွာပေါ်မနေရဘူးဟိုတော့ထွေရမှာတိတိပင်ဝါတွေမှနေရမယ်ဖယားကတော့ဒါနှစ်ခွာပဲချီဘူးရှိကန်ရှိလို့လူသူရှိရင်နေလူသူမရှိတိတိပင်ဝါတွေရင်နေလူငါးခုပြောတာလေတနေ့ပုံနာကဖယားကိုကျက်သားဟင်းဝက်သားဟင်းနေနဲ့ဆုံးကတ်တယ်အဲ့ဒီမှာဒီဝရကခါထောက်ပြီးဝေဘာနာသင်ပြောတော့သင်ဒီမဟာကရုဏာရှင်လို့ပြောတာမဟာကရုဏာရှင်တော့တနာတဲ့နေရာရိုးတနာတာမဟုတ်ဘူးပြီးတော့ကြားဘူးလားနင်ကတက္ကသိုလ်ကနေတာဖယားကတို့လိုဟုတ်ဘူးကွယ်မာကရုဏာသမပတ်ကိုအချိန်ပြီးဝင်စားနေတာတနာစိတ်ကိုအမြဲဖြစ်အောင်လုပ်နေတာဟဲ့တို့လိုမဟုတ်ဘူးအဲ့ဒါကိုမာကရုဏာသမပတ်လို့ခေါ်တယ်